ဘာလူမျိုးလဲကွယ်ဟုတ်ဆရာကျိန်ရှမ်းဟွန်သမီးတော့ချင်းလူမျိုးပါရှင်အော်ချင်းလူမျိုးဟုတ်ပြီဟိုသမီးလေးကနာမည်ဘယ်လိုခေါ်လဲအခုဟိုအောက်ဆီသမီးကဂျင်ပိုက်နေတက်ထားဆုံးလိုက်မှပါဆရာသမီးညမသုတ်ယောဂဖြစ်နေလို့အဆုတ်ယောဂဆိုတာဘာအဆုတ်ယောဂလဲ နမိုးနီးယားတဲ့ဆရာအော်နမိုနီးယားအဲ့ဒါဘယ်လောက်ကြာပြီလဲဖြစ်နေတာဆရာသူဖြစ်တာတော့ဖုန်းငယ်ငယ်လေးတွေကပါတာပေါ့နော်ဒါပေမဲ့သူအခု2024ကဆေးရုံတက်တော့တက်တာလာတယ်2025လည်းသူတက်တာနေတယ်ဒီအခု2026မှာနည်းနည်းလေးစိုးလာတယ်ပေါ့နော်ဟိုတစ်ပတ်ကမှဆေးရုံကနေပြန်ဆင်းလာတာဆရာချင်းရုံပြန်ဆင်းပြီးတော့အခုအသက်ရှူပြန်ကျက်တယ်အခုသူဆေးကန်းကနေပြန်လာတာဆေးရုံပြန်တက်ပြီးတော့ဆင်းလာတယ်ဆရာဆင်းလာပြီးတော့နောက်ဟိုရက်ချင်းပြန်ပြတော့အခုဆေးရုံပြပြီးတော့ပြန်လာတာသူ့ရဲ့အဆုတ်ကနည်းနည်းလေးအောက်မှာပြီးတဲနေတာတဲ့အနာဖြစ်နေတာတဲ့ဆရာအခုကအိမ်မှာလားဆေးရုံမှာလားကွယ်ဆရာအခုအိမ်မှာပါရှင်ဆေးရုံကနေပြန်ဆင်းလာပြီးတော့အခုအိမ်မှာနေနေတာအခုကိုစတိရရန်ကုန်မှာလားကွယ်ရန်ကုန်မှာပါရှင်โอเคဟုတ်ပြီတမိမငုံနဲ့ဖះခေါင်းဆုံးလွတ်ထားပေးပြီးသွားပြီโอเคဒီနေ့ဟာအလကားဖះတွေ့ဆုံစေတာမဟုတ်ဘူးအလကားတွေ့ဆုံစေတာမဟုတ်တမိရဲ့တကယ်ပဲယုံကြည်ခြင်းနဲ့တိုးဝင်လာတဲ့ပုံမှာတမိရဲ့ညီမလေးအနာရောဂါငြင်းလိမ့်မယ်အခုနှစ်နဲ့ချီပြီးဖြစ်ခဲ့တဲ့ဒီယောဂလေးဒီဤသမီးနဲ့ဒီနေ့စတော့မဆိုင်တော့ဘူးဟုတ်ကဲ့မေရီတက်တေခံခိုင်းမယ်မေရီကဘာဖြစ်လဲဆိုတော့မေရီမှာမေရီကသူကအမေရိကအဲ့တုန်းကဘယ်မှာနေလဲဆိုတော့Texas Austin မှာနေတယ်သူ့သားလေးကအဆုတ်ယောဂအခုနမေရီအောင်ဆိုတဲ့တယောက်သူ့ရဲ့သားလေးကတော်တော်လေးကိုအဆုတ်နဲ့ပတ်သက်ပြီးတော့မှမွေးကြတဲ့လာတော့မသိပါဘူးကွအဲ့ဒါတက်တေခံချက်လေးကိုအရင်ဆုံးနားထောင်ခိုင်းမယ်ပြီးကြရင်ဆရာဆူတောင်းပေးမယ်ခဏလေးနားထောင်ကြည့်အောင်နော်သမီးပြောပါဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါကျွန်မနာမည်မေရီပါကျွန်မသားကသူကမွေးရပါအက်စမာပေါ့နော်ဒီမှာဆိုလို့ရှိရင်ရင်ကြလို့ခေါ်တယ်ပေါ့ရင်ကြယောဂရှိတယ်ဆိုတော့သူကevery 2 weeks အမြဲတမ်း emergency ပြေးရတယ်နော်အဲ့ဒါနဲ့ဆရာနဲ့ကျွန်မမယုံကြည်သူကနေသင်တက်လာတယ်ပေါ့နော်ကျွန်မရဲ့ဆွေချင်းလေးဆက်ကတကယ်ယုံကြည်သူကနေပေါ့နော်အဲ့ဒီအချိန်မှာကျွန်မကယုံကြည်သူပဲရှိသေးတယ်အဲ့ဒါဆရာက Austin Texas မှာတရားလာဟောမယ်ဆိုပြီးနော်အဲ့ဒါချင်းဖျားเจ้าကနေတစ်ဆင့်ကျမတို့ခေါ်တယ်လာခဲ့ပေါ့နော်ဆရာကအနာငိမ့်ချင်းနေလည်းရတယ်ပေါ့နော်နောက်ပြီးတော့ကျမသားကအဲ့မှာအစမဖြစ်နေတဲ့အခါကျတော့ every 2 weeks ဆိုတော့ emergency ပြရတယ်ဆိုတော့လေဟာအဲ့တော့ကျမယုံကြည်လို့မဖြစ်သေးဘူးအဲ့ဒါဆိုရင်ကျမသွားမယ်ပေါ့နော်အမှသွားပြီးတော့ဆရာရဲ့တရားဟောချက်နားထောင်ပြီးတော့ဆရာပြောတဲ့ဆုတောင်းခြင်းတဲ့လူလာပြီးဆုတောင်းကြပေါ့နော်ဆိုတော့ကျမသားကိုကျမချီပြီးတော့အဲ့တော့ကျမဟိုစားယုံကြည်တယ်ပေါ့နော်ဒီတစ်ခေါက်ဆုတောင်းရင်တော့ကျမသားကတော့တကယ်ပြောက်မယ်ပေါ့နော်အဲ့လိုမျိုးယုံကြည်ထားတယ်ကျမကဒါပေမဲ့ယုံကြည်လို့မဖြစ်သေးဘူးနော်ဒါပေမဲ့ကျမပြောက်မယ်လို့ကျမယုံကြည်ထားတယ်အဲ့ဒါနဲ့ပြီးတော့တန်စီးပြီးတော့ဆရာကမေးတယ်ဘာဖြစ်တာလဲပေါ့ခလေးကကျမပြောတယ်အရင်ဦးဆုံးပြောတယ်ဆရာကိုဆရာလို့ကျမသားအတွဲဆုတောင်းခံချင်လို့ပါလို့ခလေးကဘာဖြစ်တာလဲပေါ့နော်အဲ့ဒါနဲ့ကျမပြောတယ်ကျမသားကလို့အစမရင်ကြယောဂရှိတယ်လို့အဲ့ဒါနဲ့ပတ်တစ်ခါဆေးရုံသွားရတယ်ပေါ့နော်နောက်ပြီးတော့သူ့မှာလည်းအစားတောင်းနဲ့ပတ်သက်လာရင်လည်း no တို့ပဲ no တို့အဲ့လိုမျိုးပေါ့ဟိုအစီအစံတို့ဆိုလို့ရှိရင်တခုမှသူစားလို့မရအောင်မြေပဲဆိုလို့ရှိရင်လည်းဟိုအဝေးကနေသူမြည်တော့မှသူတကူလုံးဟိုအနာဟိုကြောင့်ပေါ့ allergy ဖြစ်တယ်ပေါ့နော်အနီဖူးတွေပေါက်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဆရာ okay တယ်ဆရာဆူတောင်းပေးမယ်တဲ့အမှဆရာဆူတောင်းပေးပြီးတော့ဟိုစားလောက်မှာတစ်ပတ်လောက်မှာတိလားတိတ်ထားလာတယ်တိတ်တာပြီးတော့ကလေးကလေအရင်ကဆိုဆက်တလုံးနဲ့အမြဲတမ်းရင်ကြက်ပြီးဆိုသူကဆက်တလုံးနဲ့အမြဲတမ်းတတ်ထားရတယ်အဲ့ဒါနဲ့ပြီးတော့တပတ်လောက်ဆိုတော့လေအဲ့ဒါသူဆက်လည်းမလို့ဘူး emergency မပြေးတော့ပါကွာသူကနေ့တိုင်းကိုဆက်ကိုရှူရတာသူကနေ့တိုင်းရှူရတာအဲ့ဒါနဲ့ရင်ကြလည်းမထလာတော့ဘလို့ဖြစ်ရတော့ဆိုတော့အဲ့ဒါနဲ့ကျမပြန်ပြီးတော့ပြန်စဉ်းစားတယ်ဟာဟိုဆရာကျမတောက်ဆူတောင်းပေးခဲ့တာပဲဆိုတော့အဲ့ဒီမှာကျမသိသွားတာနောက်ပြီးတော့တနေ့ကျတော့ကျမတို့ကလည်းဖက်တုတ်စားရတယ်ကွာလည်းဖက်တုတ်စားတဲ့အခါမှာအမှန်ဆိုလည်းအရင်တော့ဆိုလည်းဖက်တုတ်ဆိုင်လည်းဖက်တုတ်နေပဲပါလေနော်အများတော့သူလည်းအဝေးမှာပဲတုတ်ရတယ်ဘာဖြစ်လဲဆိုတော့ तू ကမြေပင်နဲ့လောမရဘူးလေအဲ့ဒါနဲ့ပြီးတော့အဲ့နေ့မှာကျမဖက်တုတ်တဲ့အချိန်မှာ तू ကကျမနဲ့တိတ်မဝေးမလမ်းမကန်းဘူးကွာဆိုတော့ तू ဘာမှမဖြစ်ဘူးဟာအဲ့လိုရဆိုတော့အဲ့ဒါနဲ့ပြီးတော့နောက်ကျတော့စောင့်ကြည့်လိုက်အောင်မယ်ဆိုတော့ကျမစောင့်ကြည့်ရင်လည်းကျမသားလေလောကဟို emergency ပြေးစရာမလိုတကယ်ရင်ကြောက်ကိုလောကကိုပျောက်သွားပြီးတော့လေနောက်ပြီးသူရှူတဲ့စက်တော်ကဘယ်ရောက်ပဲပေါ့ပါလဲမသိဘူးကျမတို့အဲ့လောက်ထိကိုစောက်ပါတာမေ့သွားတာလीနော်သူရှူစရာမလိုတော့ဖြစ်သွားတယ်အခုလက်ရှိဆရာနဲ့တော့ဆုတောင်းခံတော့ဆိုရင်2010ကျမသားလေး2နှစ်ကျော်3နှစ်
အရွယ်လောက်မှာပေါ့နော်အဲ့ဒီအရွယ်မှာအခုအဲ့ဒီကနေစပြီးအခုကျမသား16နှစ်ရှိပြီဘာရင်ကြရှူဆေးမှာဘာမှသုံးစရာမလိုတော့အကုန်အပီးပျောက်သွားတာနောက်ပြီးမြေပဲဆိုရင်လည်းနို့တွေအကုန်လုံးပြန်စားလို့ရတယ်ကျွန်တော်ဆိုချက်ဦးလည်းစားလို့မရဘူးเนาะအကုန်လုံးစားလို့ရတယ်မြေပဲဆိုရင်လည်းကျမလှော်ပြီးသားမြေပဲလက်ဆက်ဆောက်လေးဟိုအဲ့လှော်တဲ့ဟာအဲ့လှော်တဲ့မြေပဲကိုလေသူကိုယ်တိုင်ထိုင်စားတာအခုဘာမှမဖြစ်တော့အဲ့ဒါပြောဆိုအဓိကယုံကြည်ခြင်းလေနော်ယုံကြည်ခြင်းအရန်အရေးကြီးတယ်ကျမအဲ့တော့မယုံကြည်သူဖြစ်ပေမဲ့ကျမကြောက်မယ်လို့ကျမယုံတာဟိုကျမကြောက်ချင်စောနဲ့ကျမဆရာစီသွားတာအဲ့ဒီတော့အဲ့ဒီကနေစပြီး2012လောက်မှာပြီးတော့နောက်ပြီးတော့ကျမလည်းအဲ့ဒီမှာပဲဖျားရပါတယ်အဲ့ဒီ2012မှာပဲကျမမြစ်ချခံပြီးတော့အသက်ရှင်တဲ့ဖျားကိုကျမလက်ခံလိုက်တယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဆရာယုံကြည်တာတခုကအဲ့ဒီအခုမေရီရဲ့သားလေးဖြစ်တဲ့အတိုင်းဒီညီမလေးမှဖြစ်လိမ့်မယ်ဒီညီမလေးမှဖြစ်လိမ့်မယ်ဖျားတက်တဲ့ထူလိမ့်မယ်ဘာလို့အခုနာကညီမလေးအတွက်ငိုကြွေးတဲ့အရာတွေကိုရင်တွေ့ရတယ်သမီးလေးစကားပြောလို့ရလားသမီးကိုဘယ်လိုခံစားနေရလဲချောင်းဆိုတော့မောချောင်းဆိုပြီးတော့မောတယ်ဟလားဟုတ်ကဲ့အသက်ရှူလို့မဝအောင်အရင်ကဆိုရင်အောက်ဆီဂျင်ကသူကမရှူရင်တော့နည်းနည်းရသေးတယ်အခုကတညလုံးတစ်နေ့ကုန်အောက်ဆီဂျင်ကိုရှူရတယ်ဆရာအဲ့လိုမျိုးပေါ့နော်ဟိုအရင်က2024ရောက်ဆိုရင်လည်းစေုံတက်ပင်ပြန်ဆင်းနိုင်ကောင်းတယ်အခုကစေုံတက်ပြီးတော့ဟိုပိုးသက်ဆေးတွေထိုးတယ်သူတော်တော်နာတယ်ဒါပေမဲ့ပြန်ဆင်းလာတော့လေအဲ့လိုမျိုးပေါ့နော်ဟိုအရင်နှစ်ကထက်တော့အဲ့လိုမျိုးပြန်ကောင်းလို့ဆရာအဲ့လိုမျိုးအရင်တိတ်ပြီးတော့ဟိုကမဖြစ်ဘူးအဲ့လိုဖြစ်အခုအောက်ဆီဂျင်ဘုံမချွတ်နိုင်ဘူးဖြစ်နေတယ်အခုဆူတောင်းစတင်ပြီးတော့ကျေးဇူးချီးမွမ်းမယ်ဖခင်ရဲ့တကူတော်ဟာအဲ့ဒီသမီးရဲ့အထက်မှာစတင်အလုပ်လုပ်လာလိမ့်မယ်ဖခင်တတ်နိုင်ခြင်းဖခင်သိကောင်းမြတ်တယ်ဆိုတော့ခံစားလိမ့်မယ်လူမတတ်နိုင်တဲ့အရာကိုဖခင်သခင်တတ်နိုင်တော်မူ၏လူတွေကတော့အမျိုးစုံနဲ့ကူကြလိမ့်မယ်ကောင်းပါတယ်တစ်ခါလေလေလိုအပ်ပါတယ်သို့တော်ညာလည်းပဲအခုချိန်မှာတော့ဖခင်ရဲ့နမိတ်လက္ခဏာကိုဆရာစတင်လို့ကြီးညာတော့မှဖြစ်တယ်ဆိုဖယားကအခုစတင်အလုပ်လုပ်တဲ့ချိန်မှာဒီအဆုတ်ယောဂဟာအခုပြည်တည်နေတဲ့အိုင်နာကိုချက်ချင်းဖယားတခင်အဲ့အထဲကနေသူကိုယ်တိုင်တကိုးတော်နဲ့စတင်လို့မှအဲ့ဒီအနာကိုဖယ်ရှားတော့မှဖြစ်တယ်သူရဲ့လက်တော်နဲ့ကျေးဇူးတော်ပဲစချင်မွန်းသမီးအခုခံစားနေရတဲ့သမီးလေးဆရာနောက်ကနေလိုက်ဆိုပေးဖယားတခင်ကိုရောကိုကျေးဇူးတင်တယ်လဝကတိုင်အပေါ်မှာယေရှုခရစ်တော်ခံပေးခဲ့သောတန်ချက်တော်များအပြင်သမီးဒီအဆုတ်ယောဂပျောက်ကင်းသွားပြီဖြစ်ကြောင်းယေရှုခရစ်တော်နာမ၌ဝန်ခံလျက်အနာရောဂါငြိမ်းခြင်းကိုလက်ခံပါ၏ကိုရောခံပေးခဲ့သောတန်ချက်တော်သည်သမီးအနာကိုလုံးဝပျောက်ကင်းစေပြီဖြစ်တဲ့အတွက်ကျေးဇူးတင်ပါ၏ဆရာဆုတောင်းပြီးတော့မယ်ဖဖေဟာကျေးဇူးတင်နေပါကျေးဇူးတင်နေပါအရှင်တော်ဝိညာဉ်တော်ဖျား omnipresent God ကိုရောရဲ့တမီကိုရောရှင်ဖျားကလွန်ခဲ့တဲ့နှစ်2000ကတည်းကကျမ်းမာခြင်းကိုပေးထားပြီးသားဖြစ်တဲ့အတွက်အဲ့ဒီကျမ်းမာခြင်းကိုယခုယေရှုနာမနဲ့တာယာယူပါတယ်ဤတမီရဲ့ကိုယ်စားတာဆူတောင်းလာမှာဂျာကဆူတောင်းလဲဤတမီကိုကျမ်းမာခြင်းယခုချိန်ကြပါတယ်အခုပဲမောပန်းခြင်းဒီဤတမီနဲ့မဆိုင်တော့ဘူးချောင်းဆိုခြင်းဒီဤတမီနဲ့မဆိုင်တော့ဘူးယခုပဲယုံကြည်ခြင်းဒီယခုဖြစ်တယ်နတ်ဖာမဟုတ်တစ်ဖက်ခါမဟုတ်ဘူးယခုဖြစ်တယ်ယခုပဲဤတမီချောင်းဆိုခြင်းအဆုတ်မှဖြစ်နေသောအနာဒီဤတမီနဲ့လုံးမဆိုင်တော့အာမင်ယေရှုနာမနဲ့ကြေညာတယ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 ်ယေရှုတင်တယ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 ်ကိုရရှင်ဖျားယခုပဲအလုပ်လုပ်လက်ရှိတယ်ကိုရရှင်ဖျားအောဘွေဖျားရဲ့လက်တော်နဲ့မဆအခုကျမ်းမာခြင်းကိုကိုရသမီးကိုတာကြေညာတဲ့ချိန်မှာပဲလေအဲ့တမ်းမာခြင်းနဲ့နေရာယူနေပြီတဲ့မှာနေရာယူနေပြီ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 ကျေးလို့ချင်းမွန်ပါတယ်ယေရှုတင်တယ်သမီးအခုကင်မရာကန်ထားသမီးသူ့ရဲ့ရှင်ဘက်မှာလက်ကိုတင်ထားပေးကို
ဤတာရမဆိုထရဘရှိတီယခပါစေဤသမီးမှာထူးခြားမှုရှိလာပြီဆိုရင်ပြန်ပြောခိုင်းအခုချိန်မှာဤသမီးအမောဒီမောပန်းနေတဲ့အရာတွေစတင်ဤသမီးထံနေထွက်ခွာသွားတာဝิญဉ်ထဲကနေခံစားနေရတယ်မောပန်းချင်းဤသမီးနဲ့မဆိုင်တော့ဘူးအခုချက်မှချင်းစတင်နေရယူနေပြီဖြစ်တယ်ဤသမီးထဲမှာထူးခြားမှုမြင်တွေ့ရလိမ့်မယ်ထူးခြားမှုမြင်တွေ့ရလိမ့်မယ်ထူးခြားမှုမြင်တွေ့ရလိမ့်မယ်တရားဟောနေတဲ့အချိန်မှာပင်လေတရားဟောနေတဲ့အချိန်မှာပင်လေဤသမီးရဲ့ခန္ဓာကိုယ်ထဲမှာထူးခြားသောပြောင်းလဲမှုတွေဖြစ်လာတဲ့အချိန်မှာဆရာချက်ချင်းပြန်အကြောင်းကြားပေးပါဖျက်ဆရာကြီးထူချလာပြီတမီလုံးဝမမောတော့ဘူးအခုဤသမီးဟလာဖယားရဲ့တိုးထီချင်းတွေခံစားနေရပြီဆိုတဲ့ဟာကိုမကြခင်မှာတမီတို့တက်တေခံတဲ့ခွင့်ဖျက်ခင်ပြင်ဆင်ပေးလိမ့်မယ်ဖယားကအခုအလုပ်လုပ်တာမဟုတ်ဘူးအင်ဝန်ခံတဲ့အပေါ်မှာအဲ့ဒီနှုတ်ကပတ်တော်ရဲ့တကိုးကြီးအစတင်အလုပ်လုပ်နေတာဖြစ်တယ်အတွက်ကြောင့်ကြီးတော်ချီမွန်နဲ့ကြီးတော်ချီမွန်နဲ့ကြီးတော်ချီမွန်နဲ့ဤသမီးမှာထူချမှုတွေဤသမီးဒီမောပန်းချင်းဤသမီးနဲ့မဆိုင်တော့မောပန်းချင်းဤသမီးနဲ့မဆိုင်တော့ကျေးဇူးတော်ဒါဆက်ပြီးချီမွန်ခိုင်းနော်ကျေးတော်ဆက်ချီမွန်ခိုင်းမကြခင်မှာအောက်ဆီဂျင်မလိုတော့ဘူးထားပြီးလမ်းလျှောက်နိုင်တဲ့ခွင့်ဖျက်ခင်ပြင်ဆင်ပေးလိမ့်မယ်ဖျက်ခင်လမ်းလျှောက်တဲ့ခွင့်ဖျက်ခင်ပြင်ဆင်ပေးလိမ့်မယ်သူ့အထဲမှာထားပြီးလမ်းလျှောက်ခြင်းနဲ့စိတ်ဖြစ်လာပြီဆိုထားပြီးလမ်းလျှောက်ခိုင်းအောက်ဆီဂျင်ဖြုတ်ပြီးတော့မှအသက်ဝဝရှုနိုင်တဲ့ခွင့်ဖျက်ခင်ပြင်ဆင်ပေးလိမ့်မယ်အခုပင်ဖျက်ရဲ့လက်တော်ကဤသမီးပေါ်မှာရှိနေပြီကျေးဇူးချီးမွမ်းတော့မကြခင်မှာအဲ့ဒီသမီးထားပြီးလမ်းလျှောက်ခြင်းစိတ်ဖြစ်လာလိမ့်မယ်အောက်ဆီဂျင်ဖြုတ်ပြီးတော့မှလမ်းလျှောက်လိမ့်မယ်ဖျက်ရှင်လက်တော်အော်ဘွယ်အခုပင်မြင်တွေ့ရပြီအခုပင်မြင်တွေ့ရပြီဖြစ်တယ်ဒါမင်းစတင်မယုံကြည်ခြင်းနဲ့ exercise စလုပ်ပါဖျက်ခင်လက်တော်မြင်တွေ့ရလိမ့်မယ်အာမင်ဆိုတော့သူ့အထက်နဲ့ဖြစ်လာလိမ့်မယ်သူ့အထက်နဲ့ဖြစ်လာတဲ့ဖြစ်မဟုတ်မပြောချင်တာယုံကြည်ခြင်းနဲ့ဒီဝန်ခံကြွေးကြော်ယုံမဲ့ထဲရတယ်နော်အားလုံးဘေးမှာရှိတဲ့သူတွေကျေးဇူးချီးမွမ်းယုံပဲကျန်တဲ့ဟာဖျားခင်လုပ်သွားလိမ့်မယ်အာမင်